အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့အတူပဲဦးမြင့်ချင်ဝတ်သားဟင်းလေးချက်စားကြရအောင်ဗျာပဲဦးမြင့်ချင်ဝတ်သားဟင်းလေးချက်ဖို့ဆိုရင်တော့လိုအပ်တဲ့ပစ္စည်းတွေကတော့ငရုတ်သီး6ရယ်ကြက်သွန်ဖြူရယ်ကြက်သွန်နီရယ်ပဲဦးလေးရယ်မြင့်ချင်ရယ်ပင်လိန်လေးရယ်မကြီးမရည်လေးရယ်လိုပါတယ်ဝတ်သားကတော့ကိုချမ်းနေတရားဝတ်သားကိုတုပ်လို့ရပါတယ်ကျွန်တော်ကတော့ဝတ်သားကိုတုပ်ရပါတယ်ကဲအရင်ဆုံးဝတ်သားကိုအရသာစိတ်ဝင်သွားအောင်ကျွန်တော်စားလေးတစ်စုံရယ်တကြားလေးတစ်စုံရယ်ကြက်သားမုတ်လေးတစ်စုံရယ်ငန်းကြရည်လေးနှစ်စုံခန့်လောက်ထည့်မယ်ပြီးရင်စနေမောက်လေးနဲ့စုံခန့်ထည့်ပြီးရပါနှံ့နေအောင်နေရလိုက်ပါပြီးရင်ငရုတ်ဆုပ်တဲ့ကိုစားနေငယ်ထည့်ပြီးငရုတ်ဒီချောက်ကိုကျဉ်ညံ့အောင်ထောင်းပါပြီးရင်ကြက်သွန်ဖြူရယ်ကြက်သွန်နီရယ်ကိုထည့်ပြီးရောထောင်းလိုက်ပါပြီးရင်အိုးထဲကိုစီနေငယ်ထည့်ပြီးထောင်းထားတဲ့ငရုတ်သီး6ရယ်ကြက်သွန်ဖြူရယ်ကြက်သွန်နီရယ်တို့ကိုမွေးနေအောင်စီတက်လိုက်ပါပြီးရင်ကျွန်တော်တို့နေရတဲ့ဝတ်သားကိုထည့်ပြီးဝတ်သားလေးတင်ရတဲ့အထိမွေးပြီးပါပြီးပါကထောင်းထောင်းတဲ့စုပ်ကိုရေကြီးပြီးထည့်ကအရေခမ်းလေးထိတည်ပေးပါအရေခမ်းသားပါကရေနဲ့ငယ်ထည့်ပြီးပဲဥရဲ့မြင့်ချင်းတို့ကိုထည့်ကနှံ့နေအောင်မွေးပေးပါပြီးပါကရေနဲ့ငယ်ထည့်ပြီးတော့ပဲဥနူဒီအထိဆက်တယ်ပြီပါပြီးရင်ပဲဥမနုခင်မှာမကြီးမဲ့ရေငါးစုံခန့်ထည့်ပြီးပဲဥနူဒီအထိဆက်တယ်ထားပြီပါ
နောက်ဆုံးပဲဥနူရောကြီးတစ်ခါမှာတော့ပင်စိမ်းလေးကိုအုပ်ပြီးပါပင်စိမ်းနဲ့လေးတွေပြတ်သွားစေရန်နှက်ဆောင်အောင်မွေးပြီးရေခမ်းကြီးအထိဆက်တည်ထားပေးလိုက်ပါဒါဆိုရင်တော့ဝတ်သားမြစ်ချင်းပဲဥချက်လေးရပါပြီနောက်လည်းဟင်းချက်ကြီးတွေညဝဲပေးတော့အောင်မှာမို့လို့ကျွန်တော် page ကို like and share လုပ်ပြီး follow ထားပေးကြပါကျေးဇူးအများကြီးတင်ပါတယ်